မင်္ဂလာပါရှင်皆さんこんにちはရှင်းစ်နီဟွန်ဂေါမှာရှင်ပါပြီးခဲ့တဲ့ lesson မှာပြောပြပေးခဲ့တဲ့အခြေခံတရ vowels နဲ့ B consonants တွေကိုနားလည်သွားပြီဆိုရင်ဒီနေ့မှာသူတို့နှစ်ခုကိုပေါင်းစပ်လိုက်လို့ထွက်လာတဲ့ B ဆယ်လိုင်းကိုအသေးစိတ်ဆက်ပြီးရှင်းပြပေးပါမယ် B ဆယ်လိုင်းကိုဝါတာရှိတို့ခါဆာတာနာဟမာယာရာဝါအွန်ဆိုပြီးတော့အစလိုက်မှတ်ခဲ့ကြတယ်နော်အရှိမပြောခဲ့တဲ့အတိုင်းဘီးတွေကိုသူတို့ကြီးပဲအတန်ထွက်လို့မရတဲ့အတွက်အာတရနဲ့ပေါင်းပြီးမှတ်ခဲ့ကြတာပါဒါဆိုအခြားတရတွေနဲ့ပေါင်းလိုက်တဲ့အခါထွက်လာတဲ့အတန်ထွက်လေးတွေကိုလည်းလိုက်ဆိုကြည့်လိုက်ကြရအောင်ပထမဆုံးခလိုင်းကနေစလိုက်ကြမယ်နော်ခဆိုတဲ့အတန်ထွက်ဆိုတာက K ဆိုတဲ့စာလုံးလေးနဲ့အာတရနဲ့ပေါင်းထားလို့ခလို့အတန်ထွက်တာပါဒါဆိုရင်ခကို E နဲ့ပေါင်းလိုက်တဲ့အခါမှာခီလို့အတန်ထွက်ပါတယ်ခကို U နဲ့ပေါင်းရင်ခုခကို A နဲ့ပေါင်းရင်ခဲလို့အတန်ထွက်ပြီးခကို O နဲ့ပေါင်းရင်ခိုးလို့အတန်ထွက်ပါတယ်နောက်တစ်လိုင်းကတော့စလိုင်းမှာပုံမှန်ဆိုစနဲ့ E နဲ့ပေါင်းရင် C လို့အတန်ထွက်ရမှာဆိုပေမဲ့ဂျပန်စာမှာ C ဆိုတဲ့အတန်ထွက်မရှိပါဘူးဒါကြောင့်မလို့ချွင်းချက်အနေနဲ့ရှိလို့အတန်ထွက်ပေးရပါမယ်နောက်တစ်လုံးကတော့ပုံမှန်အတိုင်းစနဲ့ U နဲ့ပေါင်းထားလို့စုလို့ပဲအတန်ထွက်ပါမယ်စနဲ့ A နဲ့ပေါင်းရင်စေစနဲ့ O နဲ့ပေါင်းရင်ဆိုလို့အတန်ထွက်ပါမယ်ရှင်တလိုက်မှာလဲတိဆိုတဲ့အတန်ထွက်နဲ့တုဆိုတဲ့အတန်ထွက်မရှိပါဘူးဒါကြောင့်မလို့ချွင်းချက်အနေနဲ့တကို E နဲ့ပေါင်းတာကိုရှိလို့အတန်ထွက်ပြီးတကို U နဲ့ပေါင်းရင်စလို့အတန်ထွက်ပါတယ်တချီစတဲ့တိုလို့အတန်ထွက်ပါမယ်ရှင်နလိုင်းမှာတော့ချွင်းချက်မရှိလို့ပုံမှန်အတိုင်းနနီနုနဲနိုလို့ထွက်ပေးရပါမယ်ရှင်ဟလိုင်းမှာဆိုရင်လေဟာဟီပြီးရင်ဒီနေရာမှာလေဟုဆိုတဲ့အတန်ထွက်မရှိလို့ချွင်းချက်အနေနဲ့ဖုလို့ထွက်ပေးရပါမယ်ဟာဟီဖုဟဲဟိုဆိုပြီးဖြစ်သွားပါမယ်နောက်ထပ်တစ်လိုင်းကတော့မလိုင်းပါသူ့ကိုလည်းချွင်းချက်မရှိလို့မမီမုမဲမိုလို့ပဲအတန်ထွက်ပါမယ်ရှင်ရလိုင်းမှာတော့ရယူရော့ဆိုပြီးတော့သုံးလုံးပဲရှိပါမယ်ရကိုတော့တချို့ကလည်းလာတန်လာလီလူလဲလိုလို့ထွက်ကြသလိုတချို့ကလည်းရှားကိုလိုက်ထားတဲ့အတန်ရရီရုရဲရိုဆိုပြီးထွက်ကြပါတယ်ဝလိုင်းမှာတော့ဝဝနှလုံးပဲရှိပြီးတော့နောက်ဆုံးတစ်လုံးကိုတော့နာသက်တန်နဲ့မှတ်ထားလို့ရသလို on ဆိုပြီးတော့မှတ်ထားလို့လည်းရပါတယ်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးတွေထပ်ပြီးတင်ပြသွားအောင်ပါမလို့ like and follow လေးလုပ်ပေးခဲ့ကြပါဦးနော်မရှင်းတာနားမလည်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ကျေးဇူးများတင်ပါတယ်ရှင်じゃあ皆さんまたね